ကျွန်တော်မိတ်ဆွေအားလုံးမင်္ဂလာခင်ဗျာကျွန်တော်12ကြိမ်အတွက်ပေါ့နော်ကျွန်တော်ဒီ YouTube မှာလည်းပဲထိုးထားကြဆိုပြီးတော့ကျွန်တော်တင်ထားပြီပေါ့နော်ပါအောက838ဒူအောက883ရန်ပေါ့နော်388ဘာလို့ရန်လို့ပြောလဲဆိုရင်သူက3ထိပ်တွေက4ချိန်ကြားပြီးသွားပြီမလို့ကျွန်တော်ဒီ900ဘုတ်1000ဘုတ်လောက်ကို388ကိုရန်ပေါ့နော်838 883ပေါ့နော်ကျွန်တော်ဒီ12ကြိမ်မှာပြန်ကြကြိုက်တယ်ပေါ့နော်ပြန်ကြဖို့ကျွန်တော်ဆရာတော်များများလဲပြကြတယ်ပေါ့နော်ဆရာတော်များများကပြန်ကြခဏနေပြကြတယ်အဲ့တော့ကျွန်တော်အဲ့ပြန်ကြတွေထဲမှာကျွန်တော်တွေ့တဲ့ site ကလေးတွေ838ပတ်လည်ခဏလေးပေါ့နော်အဲ့ခဏလေးကိုကျွန်တော်ဒီ site ကလေးပြတာပြန်နော်ပြတာပြင်မယ်ဆိုတော့ကျွန်တော်ဘယ်ကနေစပြီးတော့ပြရမလဲဆိုရင်တဲ့ဒီကလနာတပြင်းလုံးမှာပေါ့နော်ကျွန်တော်ဒီ1နှစ်လို့နောက်ထောင်သုံးထောင်ပြီးတော့15နှစ်ဆိုပြီးတော့ထောင်နေသူ့ရဲ့တစ်နှစ်ကြာစောင်းမှာ461လို့ဒီလိုတဲရိုက်ထားတော့ဒီနှစ်နေရာဝဲရှိတယ်ပေါ့နော်ဒီမှာဒါကတော့ပထမကဒုတိယကအနေနဲ့ကျွန်တော်ဒီမှာပေါ့နော်1နှစ်လို့ဖြစ်တယ်15နှစ်လို့နောက်ထောင်သုံးလို့ထောင်တယ်ထောင်မှာသူ့ရဲ့တစ်နှစ်ကျော်မှာသူက461လို့ထောင်တယ်ပေါ့နော်ဟုတ်ပြီတဲ့သူကအဲ့ဒီလိုထောင်ပြီးရင်ဘာအလုပ်လုပ်တယ်လဲဆိုရင်သူ့ရဲ့တစ်နှစ်2နှစ်3နှစ်4နှစ်မြောက်မှာတော့9-3ရက်တက်ခံပြီးတော့သူ့ရဲ့ဒီပင်ကျော်ကခဏန်းဒီ1 2 3 4 5ပင်ကိုပြန်ကြတယ်ပေါ့နော်ဟောပြရလို့ပဲသူကအဲ့ဒီလိုရိုက်ပြတာနဲ့တဲ့1 2 3 4နှစ်မြောက်ကမှာ9-3ရက်3ရက်တက်ကိုခံပြီးတော့သူ့ရဲ့ဒီပင်ကြားကခဏန်းဒီ1 2 3 4 5ပင်ကိုကြမယ်ပေါ့နော်ဒါကတော့တစ်ဆိုင်ပေါ့နော်ဒုတိယဆိုင်အနေနဲ့ကကျွန်တော်တို့ဒီမှာခွန်6ခွန်5ပေါ့နော်6ခွန်5အနေပြီးသူကအပေါ်တပင်3ပင်4ပင်5ပင်6ပင်9ပင်ပြစ်လိုက်ရင်3ည5 3ညပေါ့နော်အဲ့3ည5 3ညအပေါ်ကနေ14ပင်ကြီးလိုက်နော်ကျွန်တော်မြည်ရတော့နော်ဖိုင်လေးရှိတော့14ပင်ကျွန်တော်ဒီတန်းတန်းကြီးလိုက်တဲ့အခါမှာကျွန်တော်ဒီမှာ3ည6လေးပေါ့နော်3ည6လေးရဒီဘယ်ရလာလဲဆိုရင်သူ့ရဲ့အပေါ်5ပင်ရတယ်1 2 3 4 5 5ပင်ကပြန်ကြတယ်ပေါ့နော်အဲ့ဒီလိုကြိုက်တာနဲ့နော်နောက်ဒုတိယကအနေနဲ့ကြည့်မဆိုရင်ဒီလိုပဲဒီမှာ6ခွန်5အပေါ်မှာ9 3ည3ည5 3ညဖြစ်တယ်လို့ဒီမှာခွန်65ပဲသူ့ရဲ့အပေါ်မှာသူ3ည5 3ညပေါ့နော်3ည5 3ညနေပြီးတော့အပေါ်ဒီ14ပင်ကြီးလိုက်မယ်ဆိုကျွန်တော်ဒီနေရာပေါ့နော်ရောက်ကကိုထွေးမဲ့နေရာကြမှာကန်ဒီတဲ့ဘယ်ရလဲဆိုရင်ဒီပင်2ပင်3ပင်4ပင်5ပင်သူ့အပေါ်5ပင်ကန်ပြန်ကြပေါ့နော်ဟုတ်ပြီအဲ့ဒီလိုပြန်ကြအောင်ဆိုရင်တဲ့3ည6လေးကြောက်ရေးဖို့တဲ့နော်သူ့အပေါ်မှာသူကခွာ6လို့ခံတယ်ခွာ6လို့ခံပြီးသူ့ရဲ့ဒီပင်ကြမှာဘူဘရိတ်ခံပြီးမှသူ့ရဲ့ဒီပင်ကြောက်ကြတာတဲ့အလိုဒီ388ကြောက်ဆိုရင်သူ့အပေါ်မှာတဲ့ခွာ6လို့ခံပြီးတော့သူ့ရဲ့ဒီပင်ကြောမှာဘူဘရိတ်ခံပြီးတော့ဒီပင်ကြောကြမှာပေါ့နော်ဒီပင်ကြောကြမှာဟုတ်ပြီအဲ့ဒါပြင်တော့ဘာလို့လုပ်လဲဆိုရင်သူ့ရဲ့ဒီ3ည6လေးရနဲ့ဒီပင်3ပင်ရှိပြီးတော့သူ့ဘေးမှာ6ခါဒီပင်ကြော6ခါလို့ကြပြီးတော့3ည6ခွန်လို့ဒီလိုစောင်းလှဲသွားတယ်ပေါ့နော်အဲ့တိုင်းမှာသူ့ဘေးကိုကြာတာပေါ့နော်ခုလာလို့ရတဲ့ဒီကနေဒီပင်2ပင်3ပင်ရှိပြီးတော့သူ့မှာ6ခါသူ6ခါကြာပြီးတော့3ည6ခွန်လို့စောင်းထောင်မှာကျွန်တော်ဒီနေရာကိုအပေါ်ကနန်းလေးပြုတ်ကြမှာပေါ့နော်ဒါကတော့ဒုတိယကတ်ပေါ့နော်ဟိုတတိယကတ်အနေအချင်းကျွန်တော်ဒီမှာထိတ်3လုံးပေါ့နော်4ထိတ်4ထိတ်4ထိတ်လို့နော်ထိတ်လို့ထိတ်3လုံးတန်းလိုက်ထားတယ်သူ့ပြင်မှာခွာကိုးတယ်ခွာကိုးပြီးတော့သူ့စောင်းမှာကြာတဲ့ကနန်းဒီတဲ့အပေါ်ကတပင်2ပင်3ပင်4ပင်5ပင်က3လေးလေး4 3လေးလို့ပြန်ကြတာအားလာကြောက်ရသူပေါ်မှာခွာကိုးရှိမယ်စီနီယရှိမယ်365လို့တက်ခံမယ်ပေါ့နော်365ဆိုတော့ကဏ္ဍလေးခံမယ်ဟုတ်ပြီကျွန်တော်ဒီညမှာလည်းပဲ8ထိတ်လို့ထိတ်စီ3လုံးတူပဲသူ့ဘေးမှာခွာကိုးဖြစ်တယ်ခွာကိုးဖြစ်ပြီးတော့သူ့ဆောင်ကိုကြာကဏ္ဍဒီတပင်2ပင်3ပင်4ပင်5ပင်388ပြန်ကြမယ်ပေါ့နော်အဲ့လိုပြန်ကြောက်ရသူ့ပေါ်မှာခွာကိုးဖြစ်မယ်ပြီးရင်စီနီယလာမယ်ပြီးရင်653ဆိုတဲ့ဒီကဏ္ဍလေးဒီမှာလည်းပဲလောက်တာနော်365ဒီမှာ653ဆိုတဲ့ကဏ္ဍတက်ခိုင်းမှာသူကဒီကနေ့ဒီပြုတ်ကြမှာပါပေါ့နော်အဲ့ဒါကတော့ကျွန်တော်ဒါတတိယ site ပေါ့နော်ဒုတိယ site အနေအချင်းကျွန်တော်တို့အဲ့ site ကလေးဒီမှာအထောက်ကျန်းကျင်နော်ဟုတ်တယ်ကျွန်တော်ဒီပထမကမှာဒီ3လေးပြုတ်ကြပေးမှာဟောလားဘရိတ်1ရဲ့ဘရိတ်10ရဲ့ဘရိတ်2ပေါ့နော်ဘရိတ်1ဘရိတ်10ဘရိတ်2လည်းဖြစ်ပြီးသူမှာ633လို့ထောင်းမှာကျွန်တော်တို့ဒီကနေ့ကသူကအပေါ်ပြုတ်ကြတာပေါ့နော်ဒီမှာထိတ်3လုံးဒူလာတွေရောပေါ့နော်ခုနပြပြီးတော့အဲ့လိုပဲကျွန်တော်ဒီမှာဒီ388ပြုတ်ကြရိုးလဲတဲ့ကျွန်တော်ဒီမှာအဲဆိုရင် break 1 break 10 break 2ပြီးတော့သူက366လို့ထောင်းပါနော်သူဘိုးဘေးရကနေဒီအပေါ်က
ငါးခြင်းပြန်ကြပါနော်ဒါကတော့တက်တရားဆိုင်ပေါ့နော်တက်တရားဆိုင်နေပြီဆိုရင်ကျွန်တော်ဒီခါစရုပ်သာဆိုင်အနေနဲ့ပေါ့နော်စရုပ်သာဆိုင်အနေနဲ့ပါလဲဆိုရင်ဒီ site ကလေးလာပါတော့ break 3နဲ့ဒီပင်ကြ break 9နဲ့ဒီပင်ကြ break 4တဲ့တော့ဒါတကြောတယ်ပေါ့နော် break 3ဒီပင်ကြ break 9ဒီပင်ကြ break 4ပေါ့နော်ဟုတ်ပြီအဲ့လိုတော့ဖြည့်တယ်နဲ့ break 9ပေါ်မှာ break 5ပြီးတော့သူ့ပေါ်မှာဘူ break ခံပြီးတော့သူက1ခွန်3လို့ထောင်းတယ်တဲ့ဟုတ်ပြီ break 3 break 9 break 4ဖြစ်ပြီးသူ့ပေါ်မှာ break 5ခံပြီးတော့သူ့ဆောင်မှာဘူ break ခံမယ်ခံပြီးတော့သူက1ခွန်4လို့နောက်3လို့ထောင်းမှာပေါ့နော်ဟုတ်ပြီအဲ့ဒီလို1ခွန်4လို့နောက်3ထောင်းရင်ခွန်3ည4လို့ထောင်းတယ်တဲ့ဟုတ်ပြီအဲ့ဒီလို1ခွန်4လို့ထောင်းရင်ခွန်3ည4လို့ထောင်းတယ်တဲ့အဲ့လိုခွန်3ည4ရဲ့သူရဲ့ဒီနှစ်ချာဒီမှာကြားတဲ့ခဏလေးအပေါ်က9ပင်ကျဟုတ်ပြီဒီခွန်3ည4ရဲ့ဒီနှစ်ချာဒီမှာကြားတဲ့ခဏလေးအပေါ်ကခဏပြန်ကြပါနော်အပေါ်ကခဏပြန်ကြဒီပြန်ကြစိုက်သေးပါနော်ဆရာတွေတော်တော်များများဆရာတဲ့လို့လည်းပြထားတာပါနော်အဲ့ဒါတကတ်ပေါ့နော်သူနောက်တကတ်ကကျွန်တော်ဘာကိုပြခြင်းလဲဆိုရင်ဒီမှာနောက်တကတ်ကကျွန်တော်တို့ဒီမှာ1 break ခွန် break 1 break လို့ဖြစ်တယ်မနော်1ခွန်1ဖြစ်သူက10 break တဲ့နော်ကျွန်တော်ဒီညမှာလည်းပဲ1 break 1 break ခွန် break နော်1 break လို့1ခွန်1ဖြစ်သူမှာ10 break လို့ခံတယ်နော်အဲ့လိုတော့1ခွန်1သူက10 break ဖြစ်တယ်သူဘေးက3ခွန်နဲ့ဆိုကြတယ်ဒီဘေးကလဲဆိုရင်1 2 3 4 6ပင်ရဲ့ဘေးရခဏမှာတဲ့အဲ့ခဏကသူကဒီကိုပို့တာပေါ့နော်အဲ့လိုပို့မဲ့ရသူ့ရဲ့တပင်ကြားမှာလည်းပြော4နှစ်နဲ့ဆိုခဏလေးခံထားပြီးမှပို့တာတဲ့ဒီခဏပို့ရသူ့ရဲ့တပင်ကြားဒီနှစ်မှလည်းပဲ140ဆိုခဏလေးကထောက်ထားရအောင်မယ်ဟုတ်ပြီအဲ့ဒီလိုပဲကျွန်တော်ဒီမှာ1 break ခွန် break 1 break လို့ဖြစ်သူက10 break ခံပြီးဒီခဏလေးတဲ့1 2 3 4 5 6ပင်ရဲ့ဘေးက388ဆိုတဲ့ခဏလေးပေါ့နော်388ဆိုတဲ့ခဏလေးကကျွန်တော်တို့ဒီကိုပို့မယ်ပေါ့နော်အဲ့လိုပို့ရသူ့ရဲ့ဒီပင်ကြမှာလည်းပဲ2 4လို့တို့ခန်းထားမှာပေါ့နော်ဒီမှာကျတော့4 2နဲ့3ခွန်းနဲ့ဒီမှာ2 4 388ဖြစ်ပြီးမှသူကအဲ့ခဏဒီကိုကြာမှာပေါ့နော်ကြာဖို့ရသူ့ရဲ့ဒီပင်ကြမှာလည်းပဲကျွန်တော်တို့140ပတ်လက်ခဏလေးကခန်းထားပါတယ်နော်ဒီမှာလည်းပဲခန်းမှဒီကြာတာပေါ့နော်ဒါကတော့တစ် site ပေါ့နော်ဒါကတော့တစ် site ပါကျွန်တော်နောက်တစ် site ကြတော့နောက်တစ် site ကြတော့ကျွန်တော်ဒီနောက်တစ် site ကြတော့ဒီ site ကလေးရတယ်ဆရာကိုတဲလည်းပြဖို့တော့ပေါ့နော်ဆရာတဲလည်းပြဖို့ပါတယ်အဲ့ဒါလေးကျွန်တော်ပြန်ပြလိုက်မှာနော်ဒါဆရာတဲလည်းပြဖို့တဲ့ site ကလေးပါဘာလဲဆိုရင်ကျွန်တော်ဒီ brain 9ရဲ့အောက်ကကဏ္ဍလေးသူ့ရဲ့10နှစ်မြောက်ကိုပို့တယ်ပေါ့နော်10နှစ်မြောက်ကိုပို့တယ် brain 9အောက်ကသူက96ခွန်ဆိုကနေ10နှစ်မြောက်ကိုပို့တယ်ပေါ့နော်ပို့လိုက်တဲ့သူ့အောက်ကကဏ္ဍဒီဘောကပြန်ကြဘယ်ရလဲဆိုရင်သူက93ညတည်းတပင်ကြပြန်ကြတာနော်အဲ့ဒါပြင်သူက1နှစ်2နှစ်3နှစ်4နှစ်ချပြီးတော့ဗရေ5ပြီးတော့သူကဗရေ6ရဲ့အောက်ကဒီခွန်တက်လေးဆိုတဲ့ကဏ္ဍဒီ10နှစ်မြောက်ကိုပြန်ပို့ပဲသူ့အောက်ကကဏ္ဍဒီဘယ်ရလဲဆိုရင်အပေါ်ကပြန်ကြဘာလဲဒီကဏ္ဍကြဆိုရင်သူ့ရဲ့တပင်ကျော်မှာ3ည9တက်ဆိုကဏ္ဍဒီခိုင်းမယ်သူ့တပင်ကြကဏ္ဍဒီပြန်ကြပါနော်အဲ့ဒါသူရဲ့1နှစ်2နှစ်3နှစ်4နှစ်ချပြီးတော့ဗရေ5ဗရေ6ပြီးတော့ဗရေခွန်ရဲ့အောက်ကကဏ္ဍဒီ393နှစ်ဒီသူက10နှစ်မြောက်ကိုပြန်ပို့ပြီးတဲ့အပတ်ကပို့လိုက်ပြီနော်ပို့လိုက်တဲ့သူ့အောက်ကကဏ္ဍဒီပြန်ကြဘယ်ကဏ္ဍလဲတဲ့93ညတည်းရဲ့တပင်ကြရ388ဒီပြန်ကြပါနော်အဲ့လိုပြန်ကြအောင်ရေကိုကျွန်တော်ဒီဗရင်9ရဲ့အောက်ကကဏ္ဍဒီကို10နှစ်မြောက်ကိုပို့ရေကိုသူ့ဘေးမှာပုံသေးဗရင်လေးထောက်တယ်ပေါ့နော်တနေ့ကြာမှာအဲ့တော့ဒီဗရင်6ရဲ့အောက်ကဒီကဏ္ဍဒီ10နှစ်မြောက်ကိုပို့ရေကိုသူ့ဘေးမှာသူကဗရင်လေးပုံသေးခံတယ်ပေါ့နော်ဗရင်ခွန်ရဲ့အောက်ကကဏ္ဍပြန်ပို့အရေးကိုတဲ့ဒီ break ခွင့်အောက်ကကဏ္ဍပြန်ပို့ရသူ့ရဲ့တပင်ညာ break လေးလို့ခံပြီးမှဒီ break ခွင့်အောက်ကကဏ္ဍတို့ကဒီကိုပို့တယ်ပေါ့နော်ဟုတ်ပြီအဲ့လိုပို့လိုက်တာနဲ့ဒီကဏ္ဍဒီအပေါ်ကပြန်ကြတယ်သူပြင်မှာဘူ break နော်ဘူ break ပြီးရင်တခါဒီကဏ္ဍဒီအပေါ်ကပြန်ကြပြီးတယ်ပြင်ကဘူ break ပြီးတော့6 break ပြီးမှခံတယ်နော်ဟုတ်ပြီဆိုကျွန်တော်ဒီညမှာတော့10 break ခံပြီပေါ့နော်ဘူ break 6 break 10 break ဆိုခံမှဒီကနေ့ဒီပြန်ကြပါနော်ဒါတစ် site ပါနော်တစ် site ဆိုတော့ကျွန်တော်တို့ဒါနောက်တစ် site
83လို့ပါလေဒီခါအနီးဆိုင်ကလေးပေါ့နော်အနီးဆိုင်ကလေးတဲ့အနီးဆိုင်ကလေးကိုကျွန်တော်ပြမယ်နော်အနီးဆိုင်လေးကျွန်တော်ဒီမှာတော့ခွာ9ခွာ8တဲ့ခွာ9ဒီလည်းပဲ9လေးနဲ့9ပါလားခွာ8ဒီ9 3နဲ့8တဲ့ဒါအနီးကဆိုင်ကလေးနော်8တဲ့ဒီ938ဒီသူကဒီဘက်နဲ့ထည့်ရခဏန်းပေါ့နော်ဒီဘက်နဲ့ထည့်ရခဏန်းထွက်တယ်ထွက်ပြီးသူ့အောင်မှာဒီသူက33ဒီသူကနှလုံးပူရမယ်953လို့ဖြစ်ပြီးတော့ဒီကနေ့ဒီဘက်နဲ့ထည့်ခဏန်းဖြစ်မယ်အောင်မှာ33နှလုံးပူမယ်ပေါ့နော်အားလုံးကျွန်တော်ဒီမှာခွာ9 9နဲ့9လေးနဲ့ခွာ8 53နဲ့953လို့ထောင်းလိုက်တဲ့ဒီ33ဒီအပူ933ဒီဘက်နဲ့ထည့်ခဏန်းဖြစ်ရမယ်ဟုတ်ပြီအဲ့ဒါလိုဖြစ်လိုက်တာနဲ့အော်သူ့ဘက်မှာကြတယ်8ခုနဲ့ဒီတော့အပေါ်ကပြန်ကြနော်1 2 3 4 5ပြန်ပြန်ကြနော်ပြန်ကြရေကိုသူ့ပေါ်မှာ2ခုနဲ့လို့ထောက်ထားရတယ်ထောက်ပြီးအဲ့2ခုနဲ့ဒီသူ့ရဲ့တပင်းကြမှာလည်းထွက်ထားပြီးမှာတဲ့ဒီဘေးက2ခုနဲ့ထောက်ပြီးမှသူ့အောက်ကလည်းဒီဘေးကိုကြတာပေါ့နော်953လို့ထောက်ရင်5ဘေးကိုကြတာအဲ့တော့ကျွန်တော်ဒီမှာခွာ9ခွာ3 953လို့ဖြစ်3ဒီအပူဒီကနေ့ဒီဘက်နဲ့ကနန်းလို့ကြားပြီးကြားပြန်သူ့ဘင်းကနန်းလေးပြန်ကြဘယ်ရလဲတပင်း3ပင်4ပင်5ပင်388ဘာလို့ကြားလဲဆိုသူ့ပေါ်မှာ2နဲ့ခွန်ထောက်ထားတယ်အဲ့2နဲ့ခွန်ဒီသူ့ရဲ့တစ်နှစ်ကြာမှထွက်ထားတဲ့တစ်နှစ်ကြာ2နဲ့ခွန်ဒီကိုကြားပြကြမှာသူ့အောက်က388ဒီသူကဒီကိုပြုတ်ကြတာပါနော်ဒါကတော့အန်ဒီကတ်ဆိုင်လေးပါနော်ကျွန်တော်စပြတဲ့အထက်မှာကျွန်တော်ကြားလာလေးကြံခဲ့သေးတယ်ပါနော်6ခွန်က3953ညအဲ့ဒီကလည်းဒီဆိုင်လေးပဲမှာကို3ညလေးတို့ကြားတဲ့အချိန်မှာသူက1 2 3 4 5 6ခွန်8 9 10စတဲ့ချိန်မှာ9ခွန်3လို့ထောက်ထားတယ်နော်ဒီကလိုပဲဒီမှာခွန်6 5 3 5 3ညဆက်လေးပဲမှာဒီကနန်းဒီအပေါ်က388လို့ကြာအောင်ရေကို1 2 3 4 1 2 3 4 5 6ခွန်8 9 10စတဲ့ပဲမှာလည်း9 3ခွန်လို့ထောက်ထားတယ်နော်ဒါတော့ကျွန်တော်တွေ့မြင်တဲ့838နော်ပတ်လေစိုက်ကလေးပါနော်ဒါကြံရအားလုံးလဲကျွန်တော်မိတ်ဆွေတွေကန်ဆန်းလို့ရတာပါနော်အားလုံးစံနေချိန်မှာချဲတီကြီးတွေပေါက်ကြပါစေနော်